ဆရာဝန်နဲ့မတိုင်ပင်ပဲတင်ဆေးတောက်တတ်ပါသလား ဟာ နိုင်ငံနဲ့ဆေးတောက်တာကယောဂပျောက်ကင်းဖို့အထောက်အကူပြုပါတယ်ဒါပေမဲ့မှားယွင်းတဲ့ဆေးတောက်မိရင်တော့ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်ပါတယ်လက်တလုံးမှာမှားယွင်းတဲ့ဆေးတောက်မိခြင်းကြောင့်ဘေးရွက်ဇိုးကျိုးဖြစ်မှုတွေတိုးများလာပါတယ်ကြပြိုင်နဲ့ဆေးမျိုးစုံတောက်တာမျိုးအခြားသူရဲ့ဆေးကိုယူတောက်တာမျိုးတောက်ရမယ့်ဆေးပမာဏကိုကိုယ့်သဘောနဲ့ကိုယ်ပြောင်းပြစ်တာမျိုးတွေကပြင်းထန်တဲ့နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်လာနိုင်စေပါတယ် over the counter ဆေးတွေကိုဆရာဝန်ရဲ့ဆေးညွှန်းမှာပါပဲဆေးဆိုင်မှာဝယ်လို့ရပါတယ် prescription ဆေးတွေအတွက်တော့ဆရာဝန်ရဲ့ဆေးညွှန်းကိုလိုအပ်ပါတယ်ဆေးဘူးတွေကစာရွက်တိုင်းမှာအရေးကြီးတဲ့အချက်လက်တွေပါရှိပါတယ်ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ချက်မချပါနဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးပညာရှင်တို့နဲ့အမြဲတိုင်ပင်ပါဆရာဝန်နဲ့တိုင်ပင်တဲ့အခါကိုလက်ရှိတောက်နေတဲ့ဆေးတွေကိုမှရှိတဲ့ဓာတ်မတည့်မှုတွေကိုပြောပြပါဆေးတောက်ရမယ့်အချိန်နဲ့တောက်ရမယ့်ပမာဏအတွက်ညွှန်ကြားချက်တွေကိုလိုက်နာပါဈေးနာမီတောက်ရမယ့်ပမာဏနဲ့ချိန်နှုန်းတောက်တဲ့အချိန်ကိုစစ်ဆေးပါအစာနဲ့တွဲမတောက်ပါနဲ့အမြဲရေနဲ့တောက်ပါဈေးကိုနီးမှန်လမ်းမှန်မတောက်တဲ့အခါယားရန်တာမူးဝေတာဘိုက်အောင်တာအန်တာအစရှိတဲ့ယောဂလက္ခဏာတွေဖြစ်လာနိုင်ပါတယ်ဒီရက်ဆိုကြတစ်ခုဖြစ်တဲ့အခါဆရာဝန်နဲ့ချက်ချင်းတိုင်ပင်ပါဆရာဝန်ကညွှန်ထားတဲ့ကာလအတွက်သာဈေးကိုတောက်ပါတင်စီကိုနေအောင်ကြီးနဲ့မထိတွေ့တဲ့အေးမြချောက်သေးတဲ့နေရာမှာသိမ်းပါတက်တန်းကုံသွားတဲ့ဆေးတွေကိုပြည်သူ့ကျန်းမာရေးစင်တာရဲရွာအတိုင်းဝိုင်းစင်တာဆေးတိုင်တွေမှာရှိတဲ့သတ်မှတ်ပေးထားတဲ့ဆေးပြည့်အမှိုက်ပုံးတွေထဲမှာအမြဲစွန့်ပစ်သင့်ပါတယ်တင်စီကိုတခြားသူတွေထံမမျှဝေပေးပါနဲ့နာကျင်မှုကြောင့်ဆေးပမာဏကိုတိုးမတောက်ပါနဲ့တင်ဆရာဝန်ရဲ့ခွင့်ပြုချက်မရှိဘဲဆေးတောက်ရက်တာမျိုးဆေးအသစ်တောက်တာမျိုးမလုပ်ပါနဲ့ဆေးကိုနီးမှန်လမ်းမှန်တောက်တဲ့အခါတင့်ကျန်းမာရေးကိုကာကွယ်နိုင်ပါတယ်